ဒီကနေ့ဗီဒီယိုလေးမှာတော့မီနီဒူဝါဝယ်လာတဲ့ဒုတိယအယုတ်3ရုပ်ကိုအပေါင်းသင်းလုပ်ပြပေးတော့မှာပဲဖြစ်ပါတယ်။ရုပ်ကြီးပဲလားဆိုရင်လည်းမဟုတ်ပါဘူး။အင်ဒီဇိုင်းအစုံဖက်နဲ့10ရန်ထုတ်တဲ့ဇိုင်နာဆက်အထုတ်တွေလည်းပါပါတယ်။မင်းကဒီလိုအပေါင်းသင်းဗီဒီယိုလေးတင်မိတော်တော်များများကမီနီဒူဝါမှာရုပ်ဝယ်တဲ့ခါဒီလိုဘူးနဲ့ဆက်လိုက်ကြီးတစ်ခါတည်းဝယ်ရတယ်လို့ထင်တတ်ကြပါတယ်။တကယ်တော့အဲ့လိုမဟုတ်ပါဘူး။အယုတ်ဝယ်ခြင်းမီနီဒူဝါရဲ့ Facebook page နဲ့ Telegram မှာအယုတ်ဒီဇိုင်းအင်ဒီဇိုင်းနဲ့အခြားပုံပစ္စည်းတွေကိုကိုယ်စိတ်ကြရွေးချယ်ပြီးဝယ်ယူလို့ရပါတယ်။ဈေးရတစ်ခါတည်းပြပေးထားတာမို့ကိုယ်စိတ်ကြဘာကြလိုက်တောင်းကြပိုးကနေတင်းကြပိုးတီလိုတလောက်ဝယ်ယူလို့ရပါတယ်။အခုအမောင်းသိလုပ်ပြနေတဲ့ box ကလည်းကိုယ့်ဘာကိုစောင့်မှမို့ကိုလိုချင်တာကိုပဲရွေးထည့်ထားတာဖြစ်ပါတယ်ဆိုတော့အခုပြဟာတွေကိုမကြိုက်ရင်လည်းအခြားဆိုင်တွေကိုရွေးယူလို့ရပါသေးတယ်အခုကိုယ်စိတ်ကြရွေးယူထားတဲ့တရိယာရုပ်လေး3ရုပ်ကိုတခြားပြပေးပါတော့မယ်ပထမဆုံးရုပ်လေးကတော့လူကြိုက်များတဲ့သပင်အနဲ့ရောင်မျက်နှာဒီဇိုင်းလေးပဲဖြစ်ပါတယ်သူ့ရဲ့ပန်းတူရောင်နှာခမ်းလေးနဲ့ပါရဲရဲလေးအရင်ကိုချစ်စရာကောင်းပါတယ်ဒီနေရာမှာပြောတာတစ်ခုရှိတာဒီရုပ်ကိုတကယ်ဝယ်တဲ့အခါရင်ကအဖြူအောင်လေးကပါမှာမဟုတ်ပါဘူးရုပ်ကိုဘာမှမဝယ်ပေးထားတဲ့ဗီဒီယိုပန်းကတိမှာဆိုလို့ဝယ်ပေးထားတာဖြစ်ပါတယ်နောက်တစ်ရုပ်ကတော့မနေ့မှပြန်ရောက်တဲ့ဘာဝတီသပင်ရောင်ဒီဇိုင်းလေးပဲဖြစ်ပါတယ်ဒါလေးရတဲ့သပင်ကောက်ကောက်ထူထူလေးမို့လူကြိုက်များပါတယ်နောက်ဆုံးအယုတ်လေးကတော့မင်းကြိုက်ဆုံးဇိုင်းလေးပဲဖြစ်ပါတယ်ချီရှုံးလေးမြဝန်းလေးပြပြဒီတချင်းလေးတိုင်းရဲ့မျက်လုံးပြပြလေးကအသက်ပဲဖြစ်ပါတယ်အခု3ရုပ်လုံးကိုတစ်ခါကြည့်လို့ရအောင်တွဲပြပေးလိုက်ပါပြီဘယ်အယုတ်ကလေးကိုကြိုက်ဆုံးလဲဆိုတာကိုလည်းကောမန့်မှာရေးပေးခဲ့လို့ရပါတယ်နောက်တော့ဖောက်ပြပေးတော့မှာတော့ဒီဇိုင်နာဆက်အထုပ်လေးပဲဖြစ်ပါတယ်ဘာလို့ဒီဇိုင်နာဆက်လို့ခေါ်ရလဲဆိုရင်တော့အင်ဒီဇိုင်နာလောက်တိုင်းဆော့ဖို့လိုအပ်တဲ့ပစ္စည်းကုန်လုံးကိုစုထည့်ပေးထားမှလို့ပဲဖြစ်ပါတယ်ပြီးတော့ဒါလေးကဆက်လိုက်အထုပ်လေးဖြစ်တာမို့လို့တခုချင်းစီလည်းခွဲယူလို့မရပါဘူးပထမဆုံးထိုးလိုက်တဲ့ကလေးကတော့တိုလီမူဆာလေးပဲဖြစ်ပါတယ်ဒီကလေးလေးအချီလုံးလေးပေကျိုးလေးတွေအပြင်ကကြီးလေးနဲ့ပန်းကုန်ပစ္စည်းလေးတောင်ပါပါတယ်ဒါလေးကတော့ဆက်ချုံရင်ထိုင်မှုအတွက်ထိုင်ကုန်လေးပဲဖြစ်ပါတယ်ဆက်ချုပ်ဖို့ပဲမဟုတ်ပဲရိုးထိုင်ကုန်အဖြစ်လဲဆော့ကျင်လဲဆော့လို့ရပါသေးတယ်ပြီးရင်တော့ဒါလေးကမော်တာအချုပ်ဆက်သေးလေးပဲဖြစ်ပါတယ်ကိုရိုင်းနဲ့ဆက်ချုပ်နေတဲ့လူမျိုးဒီအချုပ်ဆက်သေးလေးကိုအရင်သဘောကျပါတယ်အပေါ်မှာလေးပန်းကုန်လေးတင်ဖို့စင်းလေးတစ်ခုနဲ့ဘေးမှာဂျိတ်လေးချိဖို့တန်လေးတစ်ခုလည်းပါပါသေးတယ်အောက်မှာလေးပစ္စည်းထည့်သိမ်းဖို့အကန့်သေးလေးတစ်ခုလည်းပါပါတယ်တော်တော်လေးကိုချစ်စရာကောင်းပါတယ်ဒါတင်မဲလားဆိုရင်လည်းမဟုတ်သေးပါဘူးဒီလိုဒီဇိုင်နာရုပ်ကြီးတစ်ခုလည်းပါပါသေးတယ်ချုပ်ပြီးသားအင်ကြီးလေးကိုလည်းဒီအယုံမှာလာဝတ်ပေးပြီးတော့အလှပြထားလို့ရပါတယ်အခုမှတော့ဒိုလီမူဆာလေးတွေကိုဖော်ပြပေးနေရပဲဖြစ်ပါတယ်ရလာတဲ့ဂျိတ်လေးတွေကိုဘေးကတိုင်မှာချိန်ပေးထားလိုက်ပြီးတော့အခြားမလိုအပ်တာတွေကိုအောက်ကကန်ထဲကိုခဏထည့်သိမ်းထားလိုက်ပါမယ်အချီလုံးတွေကလည်းအကုန်ဝါရောင်နေကြီးပဲမလို့တစ်လုံးကိုယူထားလိုက်ပြီးကျန်တာတွေအကုန်ထည့်သိမ်းထားလိုက်ပါမယ်နောက်ဆုံးကြံခဲ့တဲ့ပန်းအိုးလေးကိုတော့စင်ပေါ်တင်ပေးလိုက်ပါပြီကဲအခုဆိုရင်တော့အရင်ချစ်စရာကောင်းတဲ့အချုပ်ဆက်လေးကိုရရှိသွားပါပြီ 3D ကရုံမလေးရဲ့ body ကအဆင့်28ခုတောင်ပါလာမို့ခြေလက်တွေအဆုံးထိကွေးလို့ရပြီးအခုလိုအချုပ်ဆက်မှာအချုပ်နေတဲ့ post မျိုးကိုလည်းအလွယ်တကူလုပ်လို့ရပါတယ်ပြီးရင်တော့ယူလာတဲ့အင်ဂျီကိုတစ်ထည့်ချင်းစီဖောက်ပြပေးလိုက်ပါပြီအခုအင်ဂျီတွေဆိုတာလည်းမင်းစိတ်ကြရွေးယူထားတဲ့အင်ဂျီဖြစ်ပြီးတော့တကယ်ဝယ်ရင်တော့ကိုကြိုက်တဲ့အင်ဂျီတိုင်းကိုစိတ်ကြရွေးဝယ်လို့ရပါတယ်အယုတ်အင်ကြီးဆိုရင်လည်းမီနီဒူဝါမှာဒီဇိုင်းအစုံဝါမြန်မာဝန်ဆက်တွေထိကိုရပါတယ်ဒါပေမဲ့ဒီနေ့မှတော့မြန်မာဝတ်စုံလေးကိုယူခဲ့ဖို့မေးခဲ့လို့ပါဟဲ့ပြောအောင်မယ် तू ကငါတို့ကိုခေါ်တာပြီးအင်ကြီးလည်းအခုထိမဝတ်ပေးသေးဘူးအေးလေဟုတ်ပါငါတို့ကဘယ်ချိန်နဲ့ဒီလိုမျိုးလန်ကုတီနဲ့နေနေရမှာတော့ဟုတ်တယ်ဒီတိုင်းတော့မနေနိုင်ဘူး तू မဝတ်ပေးလဲနေပေါ့ငါတို့ဘာသာအင်ကြီးချုပ်ဝေးကြစို့အေးဟုတ်တယ်ချုပ်ဝေးကြစို့ငါကတော့ဒီအယောင်လေးဝတ်မှာမို့လို့ဒါလေးကိုချုပ်လိုက်မယ်ဆိုတော့ဒီအနဲ့ရောင်လေးကိုခဲရောင်ကောင်းဝင်လေးဝတ်ပေးလိုက်ပြီးဖြစ်ပါတယ်ဒါလေးကသူနဲ့လိုက်ရလားဆိုတော့လဲကိုမမတစ်ချက်လောက်ရေးပေးခဲ့ကြပါအောင်ဂျာပန်ဖက်နဲ့10ရန်တုပ်လေးကိုဖောက်ဖို့မေးခဲ့တာမို့လို့အခုပဲဖောက်ကြည့်လိုက်ပါပြီသူဝတ်ထားတဲ့အင်ကြီးခဲရောင်လေးနဲ့လိုက်ဖက်မထင်းနဲ့ခဲရောင်ဖက်နဲ့လေးကိုစီးပေးလိုက်ပါတယ်နောက်ထပ်ရုပ်မလေးဝတ်ဖို့အတွက်ဒီအမွှေးပွားအင်ဂျီလေးကိုအချုပ်ဆက်လေးနဲ့ချုပ်ပေးလိုက်ပါတယ်အင်ဂျီလေးရဲ့ထဲကိုယူပြီးဒီဇိုင်နာရုပ်မဝတ်ကြည့်ပေးလိုက်ပါတယ်ရုပ်မလေးကိုအင်ဂျီမွေးပေးခင်အင်ဂျီကလှမလှလိုက်မလိုက်ကိုစစ်ဆေးဖို့အတွက်ဒီအရုပ်မအရင်ဆက်ဝတ်ကြည့်တာပဲဖြစ်ပါတယ်ဒီဇိုင်နာရုပ်ကခေါင်းဝင်ဖြူအောင်လေးနဲ့စောစောချုပ်ထားတဲ့အမွှေးပွားလေးပဲဝတ်ချင်လဲမေးလိုက်တော့ဗာပဲဒီမလေးကအမွှေးပွားပဲဝတ်ချင်တယ်ဆိုတော့သူဝတ်ချင်တာကိုပဲပေးဝတ်လိုက်ပါပြီဖနက်ဆိုရင်လည်းဒီအင်ဂျီလေးနဲ့အရင်လိုက်ဖက်တဲ့အဖြူအောင်တော့ဖနက်လေးကိုတွေးလို့အခုပဲဝတ်ပေးလိုက်ပါပြီအခုဆိုရင်တော့ဗာပဲဒီမလေးကအရင်လှသွားပါပြီနောက်ဆုံးကောင်မလေးတက်လည်းအင်ကြီးချုပ်ပေးနေတာပဲဖြစ်ပါတယ်သူ့ရဲ့မျက်လုံးပြပြလေးနဲ့လိုက်ဖက်အောင်အင်ကြီးပြအောင်လေးကိုပဲချုပ်ပေးလိုက်ပါတယ်ချုပ်ပြီးတော့အားနဲ့တခါတည်းပဲတန်းဝတ်ပေးလိုက်ပါတော့တဲ့ရန်ကုန်ပဲချစ်စရာကောင်းပါတဲ့သုံးယောက်လုံးအင်ကြီးဝတ်ပြီးတော့ပုံစံကိုလည်းတစ်ဖန်ပြန်ပြပေးလိုက်ပါတယ်ဘယ်သူရဲ့အင်ကြီးပုံစံကိုပိုသဘောကျရဲဆိုတာကိုလည်းကွန်မန့်မှာပြပေးသွားလို့ရပါတယ်ဒါတော့မကျင်တဲ့သေးလို့ဆိုပြီးအခြားဆိုင်တွေကိုထပ်ဆင်ပေးမယ်ဆိုပြီးနောက်ထပ်အင်ကြီးသုံးတဲ့ကိုအချုပ်ဆက်မှာထပ်ချုပ်ပေးလိုက်ပါတယ်ပြီးတော့အင်ဂျီလေးကိုတယောက်ချင်းစီအတွက်မော်အဆန်းနဲ့ဂါရာမန်းပြီးတော့ဖန်ဆင်းပေးလိုက်ပါပြီဒါကိုမနာလို့သူတွေကတော့အတစ်နဲ့ဆက်ထားလို့ပြောကြမှာဖြစ်ပြီးတော့တကယ်တော့ဒါအတစ်ဆက်ထားမဟုတ်ပဲတကယ်မော်အဆန်းကိုသုံးပြထားတာပဲဖြစ်ပါတယ်မယုံနဲ့မတတ်နိုင်ပါဘူးအခုအစ်စ်ဝတ်ပေးထားတဲ့အင်ဂျီမုန်တန်တွေကိုလည်းသဘောကျလားဆိုတာကိုလည်းပြပေးခဲ့ကြပါအောင်အခုလိုအရင်မရဖက်မရဗီဒီယိုကိုအဆုံးထိရှုပေးကြလို့လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ပြီးပါပြီ